ဒီနေ့ည Old Trafford ကွင်းကြီးထဲမှာကစားသွားတဲ့ Man U နဲ့ Liverpool တို့ရဲ့ထိတိုက်တွေ့ဆုံမှုဟာတကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ England Premier League ရဲ့ကန်တဝင်းပြိုင်ပတ်တဲ့ရဲ့ဒီပွဲစဉ်ဟာပရိသတ်တွေအတွက်ဘောလုံးအရသာအပြည့်အဝကိုပေးဆွိုင်းလိုက်ခဲ့ပါတယ်။ပွဲရလိုက်ကတော့ Manchester United က Liverpool ကို3-2နဲ့အနိုင်ရရှိသွားတာပဲဖြစ်ပါတယ်။ပွဲစစချင်းပထမပိုင်းမှာပင် Man U ကပွဲကိုအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီးအိမ်ကွင်းပရိသတ်တွေရဲ့အားပေးမှုနဲ့အတူအရှိန်ဟုန်မြင့်ကစားခဲ့ပါတယ်။ပွဲချိန်6မိနစ်မှာတင် Matthias Cunha ကလှပတဲ့အဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပြီးပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်14မိနစ်မှာတော့လူနယ်တိုက်စစ်မှု Benjamin Sesko ကဒုတိယဂိုးကိုထပ်မံသွင်းယူပေးခဲ့တာကြောင့်ပထမပိုင်းမှာပင် Man U က2-0မရှိနဲ့အပြတ်အသတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ဒီလိုစောစီးစွာ2-0ပြတ်ဦးဆောင်နိုင်ခဲ့တာဟာ Man U အတွက်အားသာချက်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာတော့ Liverpool ဘက်ကပုံစံပြောင်းပြီးပြန်လည်ဖိအားပေးလာခဲ့ပါတယ်။သူတို့ရဲ့ထုံးစံအတိုင်းပြင်းထန်တဲ့ဖိအားမှုတွေနဲ့အတူ Man U ခန်းစစ်ကိုဒုက္ခပေးခဲ့ပါတယ်။ပွဲချိန်48မိနစ်မှာတော့ Dominic Szoboszlai က Liverpool အတွက်ခြေပေဂိုးတစ်ဂိုးသွင်းပေးခဲ့ပြီးနောက်56မိနစ်မှာတော့ Cody Gakpo ကဒုတိယခြေပေဂိုးကိုထပ်မံသွင်းယူပေးခဲ့လာကြောင်းပွဲက2-0စီတည်ရဖြစ်သွားပြီးတကယ်ကိုအကျိတ်အနယ်ရှိလာခဲ့ပါတယ်။ဒီအချိန်မှာပွဲရလက်ကိုခံမှန်းရခက်ခဲလောက်အောင်နှစ်သင်းစလုံးအားကုန်ထုတ်ကစားခဲ့ကြပါတယ်။ပွဲပြီးခါနီ88မိနစ်မှာတော့ Man U ရဲ့လူငယ်ကျယ်ပွင့်ကိုဘီမီနူကအဖိုးတန်အနိုင်ဂိုးကိုလှပစွာသွင်းယူပေးခဲ့တဲ့ကြောင့် Man U ပရိသတ်တွေတကယ်ကလည်းအောင်ပွဲခံနိုင်ခဲ့ကြပါတယ်။ဒီဂိုးဟာ Man U အတွက်အဖိုးမဖြတ်နိုင်တဲ့3မှတ်ကိုရယူနိုင်ခဲ့တဲ့ဂိုးလည်းထည့်ပါတယ်ခင်ဗျာ။ဒီပွဲမှာလီဗာပူးကဘောလုံးပိုင်ဆိုင်မှု62%အထိတာလွန်ခဲ့ပေမဲ့ Man U ရဲ့ထိရောက်တဲ့တိုက်စစ်ဆင်းမှုတွေနဲ့အချင်းရေးကိုအမိအယအသုံးချနိုင်မှုတွေကပဲအနိုင်ရလက်ကိုဖော်ဆောင်ပေးသွားခဲ့တာပါ။ Man U ဟာဂိုးပေါက်တဲ့အောင်ကန်သွင်းမှုမှလည်းလီဗာပူးထက်ပိုမိုတာလွန်ခဲ့တာကိုတွေ့ရပါတယ်။ခြုံကုန်ပြောရရင်တော့ဒီနေ့ပွဲဟာနှစ်သင်းစလုံးအပြန်အလှန်ထိုးပေါက်မှုတွေလှပတဲ့ဂိုးတွေနဲ့ပရိသတ်တွေကိုဖျော်ဝင်မှုအပြည့်အဝပေးနိုင်ခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ Man U အတွက်တော့အိမ်ကွင်းမှာရယူနိုင်ခဲ့တဲ့ဒီနိုင်ပွဲဟာအသင်းရဲ့စိတ်သက်ပိုင်းဆိုင်ရာကိုမြင့်တင်ပေးနိုင်ခဲ့ပြီးလာမယ့်ပွဲစဉ်တွေအတွက်အားစေးတစ်ခွန်ထစ်ခဲ့ပါတယ်ခင်ဗျာ။